ရွာသားတယောက်ကတိုးချန်တဲ့ကိုကောက်ရိုးတွေပစ်တက်လိုက်တယ်။ဒါပေမဲ့အထဲမှာကြွက်သက်စီအိတ်တအိတ်ပါသွားမှသူတတိမထားမိခဲ့ပါဘူး။အဲ့ဒီကြွက်သက်စီတွေကိုတိုးတွေအားလုံးကစားလိုက်ကြပါတော့တယ်။နောက်နေ့မှာတော့အဲ့ဒီရွာသားရဲ့မိသားစုမှာမင်္ဂလာဆောင်ရှိလို့ဧည့်သည်တွေကိုအိတ်ခံဖို့အကျတိုးတွေအားလုံးကိုတက်လိုက်ပါတယ်။ဒါပေမဲ့ဒီတိုးသားတွေကအန်ဒီရရှိနေတယ်ဆိုတာဘယ်သူမှမသိခဲ့ကြပါဘူး။အဲ့ဒီအချိန်မှာအမျိုးသားတဦးရဲ့ခွေးကတိုးသားတွေကိုရုတ်တရက်အစမပြတ်ထောင်ပါတော့တယ်။ဒီလိုဟောင်တာကဧည့်သည်တွေကိုချက်ချင်းစိတ်နှောက်ယှက်ဖြစ်စေခဲ့ပါတယ်။ရွာသားကအဲ့ဒီအမျိုးသားကိုခွေးကိုမောင်းထုတ်ခံလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအမျိုးသားကတော့အရင်ထူးဆန်းနေတယ်လို့ခံစားလိုက်ရပါတယ်။ဒီခွေးဟာအမြဲတမ်းအလွန်လိမ္မာပြီးဘာအကြောင်းမှမရှိပဲဘယ်တော့မှမဟောင်တတ်တာကိုသူသိနေခဲ့ပါတယ်။ဒါကြောင့်သူဟာတိုးသားတွေမှာတစ်ခုခုမှားယွင်းနေပြီဆိုတာသိလိုက်ရပြီးလူတိုင်းကိုတိုးသားမစားကြဘူးလှုံ့ဆော်သတိပေးလိုက်ပါတယ်။ရွာသားကသားကိုကြားတော့ချက်ချင်းမကြည့်မနဲ့ထက်သွားပါတယ်။သူကကောင်းတဲ့စိတ်နဲ့မင်္ဂလာပွဲကိုဖိတ်ခေါ်ခဲ့တာကိုအစ်စ်ခတ်တဲ့ဆွဆွဲချမ်းနဲ့တွန့်ပြန်ခံလိုက်ရလို့ပါ။ဒီလိုပြောပြီးတော့သူဟာတိုးသားဟင်းချိုကိုအေးထေလေးကိုချပေးလိုက်ပါတော့တယ်။ဒီအချိန်မှာခွေးလေးကသူ့ကိုချုံတင်ထားတဲ့ကြိုးကနေရုန်းကန်လွတ်မြောက်သွားပါတယ်။ခွေးဟာတိုးသားကင်ထားတဲ့လူတအုပ်စီကိုပေးသွားပြီးသူ့ပေါင်ပြီးကိုကိုက်လိုက်တဲ့အတွက်တိုးသားတွေဟာမိကြီးပေါ်ပြန်ကျသွားပါတော့တယ်။လူတိုင်းကခွေးကယူနေတယ်လို့ထင်ခဲ့ကြပါတယ်။အဲ့ဒီအမျိုးသားဟာခွေးကိုလင်းမှန်စွာဖမ်းဆွဲပြီးလူတိုင်းကိုတောင်းပန်ခဲ့ပါတယ်။ဒါပေမဲ့ကြိုက်ခံရတဲ့လူကြီးကတော့ဒေါသတကြီးဖြစ်နေပါပြီ။သူဟာဓာတ်တစ်ချောင်းကိုကောက်ယူပြီးခွေးကိုမောင်းထုတ်ဖို့အမျိုးသားကိုချိန်မြုပ်ပါတော့တယ်။အဲ့ဒီမျိုးသားဟာလူတိုင်းကိုတိုးသားမစားကြဘူးထပ်မံတတိပေးပြန်ပါတယ်။ဒါပေမဲ့ရွာသားတွေကသူဟာနှစ်ပေါင်းများစွာတကူလေးသမားဖြစ်ခဲ့တာကြောင့်သူများတွေလက်ထက်တာကိုမနာလို့ဖြစ်ပြီးအခုလူတွေရှော့ပြောနေတာလို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီမျိုးသားတူဦးတဲ့တာဒီခွေးအကြောင်းကိုကောင်းကောင်းသိပါတယ်။အန်ဒီရရှိတဲ့အခါတိုင်းခွေးကအမြဲတမ်းပထမဆုံးပြီးထွက်တတ်ပါတယ်။တစ်ချိန်ကခွေးရိုင်းတစ်ကောင်ကမင်းကလေးတူဦးကိုကြောက်စရာကောင်းအောင်စိုက်ကြည့်နေတော့မှအမျိုးသားဟာအော်လိုက်ယုံနေသူ့ခွေးဟာခွေးရိုင်းကိုချက်ချင်းပြေးလိုက်ပြီးမောင်းထုတ်လိုက်ပါတယ်။ဒါပေမဲ့လူတိုင်းကအထင်လွဲခဲ့ကြပါတယ်။မင်းကလေးတင်ရရတာဟာအဲ့ဒီအမျိုးသားရဲ့ခွေးကြောင့်လို့သူတို့ထင်ခဲ့ကြပါတယ်။ညီနဲ့ကအခါတကိုးတယောက်ရွာထဲကိုဖောက်ထွင်းဝင်ရောက်လာတဲ့အချိန်မှာတောင်ခွေးကလူတိုင်းကိုတတိပေးဖို့အလင်းမြန်ဟောင်းခဲ့ပါတယ်။ဒါပေမဲ့ရွာသားတွေကစူးညံနေဆိုပြီးဆွဆွဲခံခဲ့ရပါတယ်။လူတိုင်းကဒီခွေးကိုမုန်းတီးခဲ့ကြပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့ခွေးဟာတိုးသားမှာပြဿနာရှိတယ်ဆိုတာလူတိုင်းကိုတတိပေးဖို့ကြိုးစားခဲ့ပါတယ်။တိုးတော်လေရွာသားတွေကသူ့ကိုမုန်းတီးုံသားမကတုတ်တွေနဲ့ရိုင်းနှက်ဖို့ပါကြိုးစားခဲ့ကြပါတယ်။အကူမဲ့တဲ့ခွေးဟာလူအုပ်ကြားတဲ့ကနေတွန်းတိုက်ပြီးမြေကြီးပေါ်ပြန်ကျဲနေတဲ့တိုးသားတွေစီကိုရှောက်သွားခဲ့ပါတယ်။သူဟာမြေပေါ်ကတိုးသားတွေအားလုံးကိုစားလိုက်ပါတော့တယ်။သူဟာအသားစားခြင်းုံတက်တက်ပါလို့လူတိုင်းထင်နေချိန်မှာခွေးဟာရုတ်တရက်မြေပေါ်လဲကျပြီးတကူလုံးတစ်ဆက်ဆက်တုံလာပါတော့တယ်။နောက်ဆုံးမှာတော့သူဟာသူ့အသက်နဲ့လဲပြီးရွာထဲကလူအားလုံးကိုကယ်တင်ခဲ့ပါတော့တယ်။